အခုနောက်ပိုင်းကျွန်တော်အဲ့ Fibonacci နဲ့မလိုက်တော့ဘာလို့မလိုက်လဲဆိုတော့ကထိန်းရခက်တယ်ဗျာဘာလို့ဆိုကျွန်တော်ပြောတော့ပေါ့တကယ်လို့ဒီမှာရောင်းရင် short လောကဒီမှာတက်ထားလို့မရဘူးလေဟုတ်တော့ဘာလို့ဆိုဒီမှာဘာမှမရှိနေတာကျွန်တော် short လို့ဒီလောက်တက်ထားရင်ကျွန်တော်ဘယ်လောက်ထိလိုက်မှာဒီလောက်ထိလိုက်ရင်တော့ကျွန်တော်တို့က300 400လောက်ပဲရဆိုကျွန်တော်မကြိုက်ကျွန်တော် ratio ချင်းတယ်ပြည့်တယ်ကျွန်တော်လက်ရှိ GBP ကလည်းကျွန်တော်ကအများကြီးတက်မယ်လို့ကျွန်တော်မမှန်းတာကိုကျွန်တော်ကဘယ်လိုတွေးလိုက်လဲဆိုတော့ကျွန်တော်ပြန်ရှင်းပြအောင်နော် GBP ကျွန်တော်ဘယ်လိုထွက်ခဲ့လဲဆိုတော့ daily မှာကြည့်လိုက်ရင်ကျွန်တော်အားလုံးခဏနော်ဒါ daily ဆွဲချထားတာweekly ရစကြည့်လိုက် weekly မှာအဆန်အရင်ဆွဲတာဒါက weekly ရဲ့ထိပ်ဆုံးနေရာlower လို့ဖြစ်တဲ့နေရာဒါမှ weekly ရဲ့အနည်းဆက်ဆုံး high တစ်ခုသူက break တာတယ် break တာလဲဆိုတော့ဒီကောင်ကနောက်တစ်ခုကလည်းသူကလက်ရှိကတော့ higher low higher higher သူကဒီမှာကောင်းရှင်းရှင်းလင်းလင်းမမြင်ရအောင်ဗျာ daily မှာပဲသူကကြည့်ကြရဘာလို့ဆိုသူက impact ပုံစံမျိုးဖြစ်နေ weekly ကအဲ့ဒါဆိုကျွန်တော် daily ဆင်းကြည့်လိုက် daily မှာဆင်းကြည့်လိုက်ရင်ဒီမှာကသူက impact တက်တယ်ဒီမှာ correction လုပ်တယ် impact ပြန်တက်တယ် correction လုပ်တယ် impact ပြန်တက်တယ် correction လုပ်တယ်ဒီမှာ impact ပြန်တက်တယ်အများကြီးမတက်နိုင်ရင်သူကပြန်ဆင်းလာပြီးတော့မှအခုက impact နဲ့ပြန်ဖောက်ထွက်နေတယ်ဆိုတော့ daily ရဲ့ support ကဘေး level ပြောအောင်ဒီကောင်ဟုတ်တော့ ဟုတ်တယ်ဒါ daily support ဒီကောင်က daily ရဲ့လက်ရှိကျွန်တော်ရောက်နေတာ daily ရဲ့တစ်ခုဖောက်လာတယ်ဆိုတော့အတွေ့အနှစ်ခုရှိတယ်ပေါ့နော်ဒီကောင် impact ဆိုတော့ correction လုပ်နိုင်နေတယ်ပေါ့ correction ကအနည်းဆုံး 8ဒီကောင် daily impact ဆိုတော့84 point ရင်84လောက်တော့လိုချင်တယ်ပေါ့နော်84 point 81နဲ့လည်းပြီးမလားဒါမဲ့ဘယ်လိုလာမလဲတော့မသိ daily မှာ impact ဆိုတော့နောက်တစ်ခုလည်းတကယ်လို့ correction မလုပ်ဘဲနဲ့တခါတန်းဆင်းလာရင်1လောက်ထိပြန်လာမှာလားဒါမဲ့လက်ရှိက information က daily မှာလည်းဘာမှမရှိဘူးနောက်တစ်ခုကဒီကောင်ရောက်နေတာဒီမှာအမြင့်ဆုံးဈေးနဲ့တော့မဖောက်တာဘူးဆိုတော့လက်ရှိကတော့ကျွန်တော်ပြောဒီနားလေးမှာတော့ confirmation တစ်ခုစောင့်ရမှာဆိုတော့4နိုင်ပြန်ကြည့်လိုက်4နိုင်ပြန်ကြည့်လိုက်ရင်4နိုင်မှာကhigher high higher low ကနေဒီမှာတစ်ဖြောက်နဲ့တက်သွားတယ် higher high higher low ဒီမှာ higher high higher low မျိုးတော့ယူလို့ရတာပေါ့နော်ဒါပေမဲ့ကျွန်တော်က major အနေနဲ့ကျွန်တော်ဘယ်ကောင်တုံးလိုက်ဆိုကျွန်တော်ဒီကောင်တုံးလိုက်4နိုင်ယူဘာလို့ဆိုတော့ဒီမှာရှင်းရှင်းလင်းလင်းမြင်ရဒီကောင်ကနည်းနည်းရှုပ်ကျင်းသွားတယ်ဆိုတော့လေကျွန်တော် higher high higher low ဆိုကျွန်တော်ဒီကောင်4နိုင်ကျွန်တော်ယူလိုက်4နိုင်ရဲ့ sorry အဲ့ဒီလေပဲS level ဆိုတော့ဒီကောင်ကဖောက်လာတယ်ဆိုတော့ဒီနိုင်ရဲ့ B level ဒီမှာဆိုတော့နှစ်ခုရှိတယ်ပေါ့နော်အနည်းဆက်ဆုံးဒီ high ကိုဖောက်လာတာဖြစ်တဲ့အတွက်ဒီကောင်ဥမာဆိုပြန်လာရင်စစ်ဝိုင်းလောက်ထိပြန်လာမလားဒါမှမဟုတ်ပြန်တက်မလားဒါပေမဲ့ဒီမှာလည်း4နိုင်မှာလည်း confirmation ရှိပြီလားမရှိဘူးလေဟုတ်ဘာလို့လဲဒီမှာလည်း impact ပုံစံမျိုးသူကတက်တာလားဒါပေမဲ့ဘူးကက်နဲ့အများကြီးစိုးတော့မဟုတ်ဘူး B ကက်နဲ့ကနည်းနည်းပါနေဆိုတော့တနိုင်ပြန်ဆင်းလိုက်တနိုင်ပြန်ဆင်းလိုက်တနိုင်မှာရှင်းရှင်းလင်းကြည့်ရပြီလေ higher high higher low ဒီ high ကသူကအနည်းဆုံးဒီထိတ်မှဖောက်သွားတာဟုတ်လားဒီကောင်မဖောက်နိုင်ရင်ပြန်ဝင်လာတဲ့ဟာဆိုတော့ higher high higher low new higher high higher low higher high higher low ပြီးသွားရင်ဒီမှာ new higher ဆိုတနာရဲ့ support ကပေးလေပဲဒီလေပဲဟုတ်တော့ဒီနေ့ဟုတ်တယ်ဒီမှာကြီးလိုက်ရင်တော့တနာရဲ့ support ကိုနည်းနည်း share နဲ့ဖောက်တာဆိုတော့ဒါကျွန်တော်ဘယ်လိုနေနဲ့တုံးလဲဆို 1B ပေါ့တနာမှာ break out ဖြစ်တာလဲဆိုတော့ဒီကောင်ကလည်းတနာရဲ့ 1B ပေါ့ဟောဆိုတော့higher low higher high ပြီးသွားရင်သူက higher low မဟုတ်ပဲ lower low ဖြစ်နေဆိုတော့အများဖြစ်ဘာပြန်လာမှာဒီကောင်ကအဲ့ဆိုရင် retrace ပါ notice မှာပေါ့ lower low ဆို lower high ပြန်လာမှာဆိုတော့ကျွန်တော်တွေ့တယ်မှာFibonacci နဲ့တိုင်စစ်ဝိုင်းအခုလက်ရှိရောက်နေတာစစ်ဝိုင်းပေါ့ကျွန်တော်ပြောတော့ကျွန်တော်အများကြီးမလိုက်ဘူးဒါပေမဲ့တိုင်လည်းတက်သွားနိုင်တာပေါ့ဒါပေမဲ့လက်ရှိ DH1 ကြီးနေတဲ့ပုံက DH1 CC လို့ဆိုတော့ကျွန်တော်စိတ်ဖြစ်ရင်ဒီကောင်ကပြန်ကြမဲ့ပုံဒါပေမဲ့ကျွန်တော်ကတော့အခုနောက်ပိုင်းကျွန်တော်အဲ့ Fibonacci နဲ့မလိုက်တော့ဘာလို့မလိုက်လဲဆိုတော့ကထိန်းရခက်တယ်ဗျာဘာလို့ဆိုကျွန်တော်ပြောတော့ပေါ့တကယ်လို့ဒီမှာရောင်းရင် short လောကဒီမှာတက်ထားလို့မရအောင်လေဟုတ်တော့ဘာလို့ဆိုဒီမှာဘာမှမရှိနေတာကျွန်တော် short လို့ဒီလောက်တက်ထားရင်ကျွန်တော်ဘယ်လောက်ထိလိုက်မှာဒီလောက်ထိလိုက်ရင်တော့ကျွန်တော်တို့က300 400လောက်ပဲရဆိုကျွန်တော်မကြိုက်ကျွန်တော် ratio ချင်းတာဖြစ်တယ်ကျွန်တော်လက်ရှိတော့မကြောင်းဒါပေမဲ့ကျွန်တော်ခုနလက်ရှိဖြစ်နိုင်တာကဒီမှာ Fibonacci လို့ကျွန်တော်ယူတာနော်တနိုင်မှာပြန်ကြည့်တော့တနိုင်မှာတော့ trend chain သွားပြီဆိုတော့တနိုင်မှာဆိုရင် lower low ကနေ lower high ပြန်လာမလားကိုကျွန်တော်30မိနစ်ဆင်းလိုက်15မိနစ်ဆင်းလိုက်30မိနစ်နည်းနည်းကျင်းနေမှာဆို15မိနစ်ဆင်းလိုက်တော့15မိနစ်မှာဘာတွေမြင်ရလဲဆိုတော့ဓမ္မ15မိနစ်ဒါကိုအရင်ကြည့်နော်ဒါကိုအရင်ကြည့်တယ်ပြောဒါဆိုရင် lower low lower high lower low lower low ကသူက new high high ဖြစ်သွားတယ်ဒါပေမဲ့ဒီမှာသူကပတ်တန်မျိုးနဲ့သူကပြန်ကျလာဆိုတော့ lower low lower high နေ new lower low ဟုတ်တော့ lower low ကနေ lower high lower high ပြီးကနေသူက lower low ထပ်မကြဘဲနဲ့ higher low ကနေ new higher high ဖြစ်သွားတယ်ဟုတ်တော့ higher ဖြစ်သွားတော့ဆိုတော့ဒီကောင်ကဒီဆက်ဆုံး high ကိုလည်း break သွားတယ်နောက်တစ်ခုကဒီပထမဆုံးတက်ကြဖြစ်တဲ့ zone တွေကိုလည်းအကုန် break သွားတယ် break သွားတယ်ဆိုတော့ကျွန်တော်တွေးမှာကျွန်တော်ကနည်းနည်းရှင်းရှင်းလေးသိပါတော့ပါဗျာ
ဒီကောင် break တာဆိုတော့ကျွန်တော်ပြန်ကြည့်လိုက်တော့ previous ဖြစ်ခဲ့တာလည်း impact ဆိုတော့ဒီကောင် correction ဖြစ်နိုင်လဲဆိုကျွန်တော်စောက်ဘယ်လိုစောက်လဲဆိုတော့ဘာပတ်တန်ဖြစ်နိုင်မှန်းတော့မသိသေးဘူးနော်ဒါကိုကျွန်တော် swing လောက်ကနေ swing high ပြန်တိုင်းလိုက်တော့ Fibonacci စစ်ဝိုင်းလောက်မှာအဝယ် decision တစ်ခုရရင်တော့ကျွန်တော်ချလို့ရမယ်ဆိုတော့ကျွန်တော် Fibo တော့ကျွန်တော်မရေးရအောင်ပေါ့နော်ကျွန်တော်ဒီနေ့ရှုပ်သွားလို့ဆိုတော့ Fibo ဆိုတော့ဒါပြန်跳တော့မယ်နော်1 2 3ဆွဲရင်ဆုံးပါဆိုဆိုကျွန်တော်စဉ်းစားနေတော့ကျွန်တော်ကြည့်ညနေလောက်ကလေးဒီမှာ9နိုင်ခွဲလောက်ကလေးသူကပြန်ကျလာတယ်ပြန်တက်သွားတယ်ဆိုဒီနားရောက်တဲ့အချိန်မှာကျွန်တော်ကြည့်လိုက်ဒီထိတ်လောက်ရောက်ပြီဆိုဒီကောင်ပြန်စဉ်းစားဆိုတော့ကိုကျွန်တော် N5 လောက်မှာကြည့်ပြီးတော့ကျွန်တော်ပတ်တန်ကိုရှင်းရှင်းလေးလေးဆွဲလိုက်ရပါဗျာဒါမျိုး1 2 3ကျွန်တော်ဒီမှာဆိုတော့1 2 3ကသူကထိတော့မထိပါဒါပေမဲ့ကျွန်တော် order တလားလောက်ပေးတာဆိုတော့ကျွန်တော်တို့ကရပါ1 2 3ဆိုတော့အပေါ်လဲ1 2 3ဟုတ်တော့ဒါဆိုဒါပါပဲတဲ့ falling wedge Hollywood ပတ်တန်ဆိုကျွန်တော်ကဒီမှာဆိုကျွန်တော်မဆောက်တော့လေဘာလို့ကျွန်တော်မဆောက်လဲကျွန်တော်ပြောတော့ကျွန်တော်တို့ကတခါကျရင်ဒီလိုနေရာတွေဆိုတက်ဆောက်လို့မရအောင်လေကန်တွေကတခါကျရင်အများကြီးတက်ဆိုဒီမှာဘာလို့မဆောက်လဲဆိုတော့ဒီကတော့ဒီကောင်စစ်ဝိုင်းနာဆိုတော့အများပဲကျွန်တော်မှာ bind decision ပဲများသွားပြီလေဟုတ်တော့ဆိုကျွန်တော်မဆောက်တော့ကျွန်တော်ဒီစစ်ဝိုင်းများကလေးကျွန်တော်တန်းဝင်လိုက်တန်းဝင်ပြီးတော့ကျွန်တော် solid ကိုဒီ body နဲ့ပိတ်တဲ့နေရာလေးမှာကျွန်တော်ဒီလိုထားလိုက်ထားပြီးတော့ကျွန်တော်က TP ဘယ်လိုလိုက်လဲဆိုတော့ဒီကနေဖြစ်ခဲ့တဲ့ PPF ကအတိုင်းကျွန်တော်နောက်ကျပြန်လိုက်ကျွန်တော်7အားပေါ့နော်ကျွန်တော်တွေ့ဒါကကျွန်တော်ခဏဆော့တော့နည်းနည်းလေးဒီ body တဲ့ဆိုတော့ဒါလောက်ကျွန်တော်လိုက်ကျွန်တော်7အားရရင်ရပြီဆိုတော့ကျွန်တော်ခုနထောက်အောင်ပဲ7အားလောက်အမျိုး